ယောက်ျားဖြစ်သူကရီးစားတယောက်အိမ်ခေါ်လာတိုင်းအမေဖြစ်သူကငွေစိတ်ရှိတဲ့ငွေတောင်းကိုအပေါ်ကနေမောက်ချပြီးတက်တိဆန်းလေးရှိတယ်စမ်းတက်မှုကိုအောင်မြင်တဲ့မိန်းကလေးတယောက်မှမရှိခဲ့ဘူးဒါပေမဲ့ရီးစားအမှတ်38ကိုခေါ်လာတဲ့အခါမှာတော့သူကအေးအေးဆေးဆေးပဲစမ်းတက်မှုကိုအောင်မြင်ခဲ့တယ်မကြခင်မှာပဲသူတို့နှစ်ယောက်မင်္ဂလာဆောင်ခဲ့ကြတယ်မင်္ဂလာဆောင်ပြီးတဲ့နောက်ယောက်ျားဖြစ်သူကဇနီးကိုတိတ်အလိုလိုက်ခဲ့တယ်သူကိုဝင်ရှိမှန်းတီးလိုက်ရတဲ့ခဏမှာပဲထိုင်းနိုင်ငံမှာအကောင်ဆုံးတားဖွားခန်းကိုဘုတ်ကင်လုပ်ပေးခဲ့တယ်သူဟာကဘာပေါ်မှာအပျော်ဆုံးမိန်းမလို့ထင်နေတော့မှာပဲယောက်ျားဖြစ်သူသူ၏ပထမဆုံးအချက်နဲ့ဖုံးပြောနေတာကိုချောင်းချလိုက်ရတယ်ထိုင်းမှာအကုန်လုံးစီစဉ်ပြီးပြီနောက်အပတ်ငါတို့မင်္ဂလာဆောင်အတွက်သူပြန်မလာနိုင်တော့တာသိသွားရင်ချက်လူစီကငါတို့အပေါ်တိတ်ကောင်းတာငါတို့ကလိန်ချပြီးသူ့ကိုနိုင်ငံခြားမှာကလေးမွေးခိုင်းတာသိသွားရင်စိတ်မထိန်နိုင်ရင်ဘယ်လိုလုပ်မလဲသူဘယ်တော့မှသိမှာမဟုတ်ဘူးငါမင်းတို့နှစ်ယောက်လုံးကိုတေချာကြည့်ရှုစောင့်ရှောက်ပေးမယ်အန်နာငါသူ့အကောင့်ထဲကိုတန်း20လွှဲပေးလိုက်ပြီးတော့မြောက်ပိုင်းကမိုင်းတွင်းနှစ်ခုကိုလည်းသူ့နာမည်နဲ့ပြောင်းပေးထားတယ်ဒါရှော့ကြီးအဖြစ်လုံလောက်တာထပ်ပင်ပိုပါတယ်တကားပြင်ပကနေငါအေးဆေးဆေးဆောင်နားထောင်ပြီးမှအိမ်သားထဲဝင်သွားတယ်ဂျင်းစင်းစွပ်ပြုတ်ပကံလုံးတစ်လုံးလုံးကိုအိမ်သားထဲလောင်းထည့်လိုက်တယ်ရတယ်သူလိုချင်တာရစီရမယ်ငါနဲ့ငါကလေးသူ့ဤကဘာပေါ်ကနေအပီးတိုင်ပြောက်ွယ်ပေးမယ်ငါမှန်ရှိမှရက်နေတယ်ဖောင်းကားနေတဲ့ငါဘိုက်ကိုစိုက်ကြည့်ရင်တက်ပြင်းပြင်းပြင်းရှူလိုက်ပြီးမျက်လုံးထဲပူကနေဖြစ်လာတဲ့မျက်ရည်တွေကိုပြန်ထိန်းလိုက်တယ်အိတ်ခမ်းထဲပြန်ဝင်ပြီးတိတ်တဆိတ်အဝတ်စားသိမ်းတော့တယ်ဘေးကန်းစာကြည့်ခန်းထဲကတိုးလို့အချင်းငတ်နှကောင်ကိုမနှောက်ယှက်မိအောင်ဂရုစိုက်နေရတယ်လူစီဝဲလက်တယောက်ကမင်းရဲ့မိုင်းတွင်းတစ်ခုကိုလိုချင်လို့ငွေအပြည့်ပေးနိုင်တယ်တဲ့ဒါပေမဲ့10%ရှော့ပေးဖို့တောင်းနေတယ်ရသလားတက်နိုင်သမျှမြ мян ရောင်းလိုက်ပါပြီးတော့နှစ်တွေတစ်လျှောက်ချက်ငါ့ကိုပေးထားတဲ့ဗီလာနဲ့ရတနာပစ္စည်းတိုင်းကိုအရေးပေါ်ငွေဖော်လိုက်ပါငါ laptop ဖွင့်ပင်လယ်ပြင်ပဘဏ်ထဲဝင်ပြီးတန်း20ကိုအတုပ်လိုက်တိတ်တဆိတ်လွှဲလိုက်တယ်မြောက်ဥရောပမှာရှိတဲ့ငါရဲ့အမည်မဖော်တဲ့အကောင့်ထဲအကုန်ပို့လိုက်တယ်မောင်ဘာလို့မအိတ်သေးတာလဲကိုဝင်ဆောင်မိန်းမတွေညက်မနဲ့ရဘူးလေအာကလေးကလှုပ်လိုက်လို့နည်းနည်းမတက်မတာဖြစ်သွားတာပါမင်းဒုက္ခရောက်လာပြီထိုင်းရောက်ရင်အကောင်းဆုံးစေးအဖွဲ့ကမင်းကိုကြည့်ပေးလိမ့်မယ်အဲ့ကြမှာကိုစိတ်အေးရမယ်ငါတခါကခန့်ညာပြီးအားကိုးရတယ်လို့ထင်ခဲ့ဘူးတဲ့မျက်နှာကိုစိုက်ကြည့်လိုက်တယ်အခုတော့ယောဂရကျင်စရာပဲကောင်းတော့တယ်မင်းတကယ်မလာနိုင်ဘူးလားနောက်အပတ်မြောက်ပိုင်းကုန်ပစ္စည်းပို့ဆောင်မှုကအရေးကြီးတဲ့အဆင့်မှာရှိနေတယ်ကိုတိုင်ကြီးကြက်ရမယ်အယောင်းဝယ်ပြီးတာနဲ့ကိုလေရင်စီးပြီးမွေးဖွားချိန်မှာဘေးမှာရှိပေးမယ်သူလိန်တဲ့အခါတိုင်းနှာခေါင်းကိုကင်လေးရှိတယ်ရပါတယ်စီးပွားရေးကပထမပါပဲမပင်ပန်းပါစေနဲ့မှောင်ထဲမှာအိပ်ပျော်အောင်အိပ်လိုက်ပါငါဖုန်းထုတ်ပြီး encrypt လုပ်ထားတဲ့ email ကိုဖွင့်လိုက်တယ်ဒါက jet စီစဉ်ပေးထားတဲ့ထိုင်းကထိတ်တန်းစေးရုံစီကမဟုတ်ဘူးငါကိုယ်တိုင်ရှာထားတဲ့နေရာတစ်ခုစီကပါတရွမ်းဆိုကလွန်စွာတီးတန့်ဆန်တဲ့အဆင့်မြင့်တားဖွားစခန်းတစ်ခုဖြစ်ပြီးမြေပုံပေါ်မှာတောင်ရှာရခတ်တဲ့အဝေးမြို့ငယ်လေးမှာရှိတာပါဂျက်နဲ့အန်နာတို့မင်္ဂလာဆောင်တွဲဆိုရင်ငါသူတို့ကိုဆူတောင်းပေးရုံတည်းမကဘူးသူတို့ဘယ်တော့မှမေ့မှာမဟုတ်တဲ့လက်ဆောင်တစ်ခုပေးလိုက်မယ်ငါဝင်သွားတဲ့ခဏမှာပဲအန်နာကငါစာပွဲထိုင်ကုန်မှာထိုင်ပြီးစည်ရင်းတွေကိုကြည့်နေတာမြင်လိုက်ရတယ်ငါဒီစစ်စင်ရေးအတွက်ကိုဝင်ဆောင်ထားစဉ်3ချိန်တိုင်တိုင်စွန့်စားခဲ့ရပြီးအသက်ပြောက်လို့နီးပါဖြစ်ခဲ့ရတာအာလူစီဘာလို့ဒီရောက်နေတာလဲကလေးမမွေးခင်ဂျက်ကအိမ်မှာပဲအနားယူဖို့မပြောဘူးလားစည်ရင်းအချို့မပြီးသေးလို့ပါကိစ္စတွေကိုအပြီးတက်ဖို့လာတာဒီကလထိုင်ကိုလွှင့်ပစ်လိုက်ပါ sorry ပဲကိုဝင်ရပြီးကလေးကငါရဲ့အနက်မခံနိုင်တဲ့ယောဂပိုဆိုးလာလို့တခြားသူထိထားတာမှန်သမျှယွန်းစရာကောင်းတယ်လို့ခံစားရတယ် sorry ပါလူစီငါမသိလို့ပါမင်းထိုင်းကိုမကြခင်ထွက်သွားတော့မယ်လို့ဂျက်ကပြောတယ်မင်းမသွားခင်မြောက်ပိုင်းစည်ရင်းတွေကိုငါ့ကိုတင်ခိုင်းလိုက်တာဂျက်ကအကုန်လုံးစီစဉ်ထားပြီးသားပဲငါအသက်နဲ့လဲပြီးတိဆောက်ခဲ့တာမှန်သမျှကိုယူပြီးသူ၏အချစ်တော်ကိုထိတ်ဆုံးရအောင်တင်ပေးချင်နေတာမောင်အလုပ်ကိစ္စတွေကိုစိတ်မပူပါနဲ့လို့ကိုမပြောဘူးလားရုံးကိုဘာလို့လာတာလဲအခြားနယ်ဆက်ဖြတ်ကျော်လုပ်ငန်းစဉ်ကိုငါတယောက်ပဲသိတာအကုန်လုံးကိုမရှင်းပြပဲထွက်သွားရမှာစိတ်မဖြောင့်လို့ပါအန်နာကဘန်နာရေးကိုပဲအမြဲကင်တွယ်ခဲ့တာနယ်ဆက်ဖြတ်ကျော်စီးပွားရေးကိုတခါမှမလုပ်ဘူးသူတကယ်ကင်တွယ်နိုင်ပါမလားအင်းအန်နာအခုတလောအများကြီးတိုးတက်လာပါတယ်ဒါအပြင်အဖွဲ့ကလည်းသူ့ကိုကူညီပေးမှာပါသူအဆင်ပြေမှာပါအခုချိန်မှာမင်းရဲ့ကလေးကပဲအရေးကြီးဆုံးပါကျန်တာအကုန်လုံးငါတို့စီလွှဲထားလိုက်သူငါတို့ဆိုတဲ့စကားကိုတဘာဝကြကြပြောလိုက်တာငါအန်နာကိုအရာရာအနှံဖို့ရအချိန်2နာရီအပြည့်သုံးခဲ့ရတယ်ဒီစစ်စင်ရေးကိုလွှဲယူလိုက်ရင်ကုမ္ပဏီမှာသူ့နေရာခိုင်မာသွားမယ်လို့သူထင်နေတာပင်မအဓိကလူတွေကိုငါမကူညီဘဲနဲ့တော့ဒါကအချိန်ကိုက်ပုံတလုံးပဲဒီနေ့စိတ်တူနေတာလားမဟုတ်ပါဘူးကလေးမွေးကနီးပြီဆိုတော့မွေးကနီးစိုးရိမ်စိတ်ပေါ်နေတာဖြစ်ပါလိမ့်မယ်မပူပါနဲ့ငါအကောင်းဆုံးဆေးရုံနဲ့မီးဖွားပြီးပြုစုရေးစခန်းကိုစီစဉ်ပေးထားပါတယ်မင်းနောက်အပတ်တနင်္လာနေ့မှာထွက်ရမယ်ထိုရက်ဆွဲသည်သူတို့မင်္ဂလာဆောင်သည့်နေ့မတိုင်မီတရက်အလိုတိုင်းကွက်တီဖြစ်သည်โอเคမင်းပြောသလိုပဲလုပ်ပါမယ်လူစီမိုင်းတွင်းနှစ်ခုအတွက်ဝဲလက်တွေကငွေလွှဲလိုက်ပြီးကောင်းပြီငါအိမ်တွေနဲ့စတိုးဆိုင်တွေအတွက်လည်းဝဲလက်ရှာပေးပါဈေးကွက်ပေါက်ဈေးထက်20%ရှော့ပေးပြီး3ရက်အတွင်းဒီတိုင်းကိုစာချုပ်ချုပ်ကငွေသားနဲ့အပြီးဖြတ်ပါငါအဆက်အသွယ်ဖြတ်တော်မီဆိုပါကလုံးဝအပြီးတိုင်ဖြတ်မည်ထိုနေ့သည်မြောက်ပိုင်းလမ်းကြောင်းစတင်သည့်နေ့နှင့်ဂျက်နှင့်အန်နာတို့၏မင်္ဂလာဆောင်နေ့နှစ်ခုစလုံးဖြစ်လိမ့်မည်ပွဲတော်နှစ်ခုတစ်ပြိုင်နက်တည်းပေါ်ထိုနေ့တွင်ဂျက်သေးတနက်ကိုမိမိဦးကောင်းစီတို့မဟုတ်အန်နာစီတို့ပြစ်ချိန်မလားဆိုသည်ကိုသာငါသိချင်ပြီးတော့သည်ထိုင်းတို့မသွားမီ3ရက်အလိုတွင်အန်နာသည်အိမ်ရှင်မအစ်စ်အမှန်ကဲ့သို့ဖက်နှက်များလဲစီးထားသည်လူစီဂျက်ကဒီပြင်သစ်ရေမွေးကိုတီးတန့်ဝယ်ခိုင်းလိုက်တာမင်းစိတ်ပြေလက်ပြောက်ဖြစ်ဖို့အရန်ကောင်းတယ်ငါကကိုဝင်ဆောင်ချိန်ရေမွေးမတည့်တာကိုချက်သိတယ်တခါကသူတခြားသူရေမွေးနဲ့ဆွဲလာတော့ငါချက်ချင်းအသက်ရှူရခတ်သွားခဲ့ဘူးသည်ထိုစဉ်ကသူငါကိုစေးရုံတို့အပြေးလွှားပို့ပေးခဲ့သည်ထိုညတညလုံးငါဘေးမှာရှိနေပေးခဲ့သည်ထိုနောက်ပိုင်းအိမ်မပြန်မီရေချိုးအဝတ်စားလဲလေးရှိသည်သို့တော်အခုတော့သူကအန်နာကိုရေမွေးနဲ့ဆေလွတ်လိုက်သည်သူငါအကြောင်းလုံးဝမေ့သွားခြင်းသို့မဟုတ်အန်နာကသူ၏နာမည်ကိုသုံးကငါကိုတမင်စွန့်စားရန်စနေခြင်းဖြစ်သည်ဟိုမှာပဲထားလိုက်ပါအခုတလောအနက်မှန်သမျှငါကိုပြုတ်အံစေတယ်လူစီမင်းထိုင်းမှာလာပေါင်းများစွာကြာမှာဂျက်ကိုဒီမှာတယောက်တည်းထားခဲ့ရတာတကယ်စိတ်ချရလားဘာလို့စိတ်မချရမှာလဲသူကအလုံများနေတာမင်းလဲကုမ္ပဏီမှာသူ့ကိုကူညီပေးနေတာပဲဒါတော့ဟုတ်တယ်ဂျက်ကအခုတလောငါကိုအများကြီးအားကိုးနေတာဝါဒီကြောက်စိမ့်လက်ကောက်ကတိတ်လာတာပဲအထက်တန်းစားရေခဲရောင်ကြောက်စိမ့်ဖြစ်ရမယ်နောက်ပတ်ဂျက်နဲ့အရေးကြီးစီးပွားရေးညစာစားပွဲသွားစရာရှိလို့ဒါလေးခဏငှားလို့ရမလားယူသွားပါမင်းပဲယူလိုက်လွန်ခဲ့တဲ့လကလာအိုကနေဂျက်ယူလာပေးတာစပွဲပေါ်ပြစ်တင်ပေးပြီးငါအတွက်ကိုဝင်ဆောင်လက်ဆောင်ပါဆိုပြီးပြောခဲ့တာအခုမှပဲဒါကအန်နာအတွက်ရည်ရွယ်ခဲ့တာဖြစ်ပြီးငါကမှားပြီးအရင်ယူလိုက်မိတာမှန်သိလိုက်ရတယ်တကယ်လားတိတ်ကျေးဇူးတင်ပါတယ်လူစီမင်းငါ့အပေါ်ဒီလောက်ကောင်းတာကြားရင်ဂျက်သိတ်ဝမ်းတာမှာပဲအန်နာကရေမွေးယူလာတယ်မင်းငါအတွက်တီးတန့်ဝယ်ပေးလိုက်တာလို့ပြောတယ်ငါအလုံး
များလုံးလို့မင်းရဲ့တတ်မတဲ့တာကိုမေ့သွားတာပါအနာကစေတနာနဲ့မို့လို့သူ့ကိုမပြစ်တင်ပါနဲ့ထိုင်းမှာအကောင်းဆုံးတရုတ်ကလေးထိန်နန်းနီတယောက်လဲငားပေးထားတယ်သူချက်တဲ့ပြန်လဲကျမ်းမာရေးစွပ်ပြုတ်တွေကအံ့ဩစရာပဲငါစလုံးတွေကတေချာအယိုးနှင်ထားတဲ့ငါးကိုစိုက်ကြည့်ရင်ဘိုက်ထဲကမယီမတာဖြစ်လာကအိမ်သားတွေပြေးဝင်ပြီးပြင်းပြင်းထန်ထန်အန်ထုတ်လိုက်ရတယ်သူဤဟန်ဆောင်ကျင်နာမှုကငါ့ကိုမုန်းတီးစေတယ်ငါရှိမှအရာရာပြည့်ပြည့်စုံနေတယ်လို့ဟန်ဆောင်နေစဉ်အခြားမိန်းမတယောက်နဲ့မင်္ဂလာဆောင်ရန်စီစဉ်နေရအောင်သူဘလောက်တောင်အသေးမာရတာလဲမယီမတာဖြစ်နေတာလားဆေးရုံမောင်းပို့ပေးရမလားမလိုပါဘူးကလေးကဘိုက်ကိုကန်လိုက်လို့ပါမောင်မင်းထွက်သွားတာကိုငါတကယ်မမြင်ချင်ဘူးငါနောက်ပြန်လှည့်မကြည့်ခဲ့ပေဒါဆိုငါနဲ့လိုက်ခဲ့လေအခုချိန်မှာငါမလာနိုင်တာမင်းသိပဲအရာရာငြိမ်သက်သွားတာနဲ့မင်းနဲ့ကလေးကိုငါကိုယ်တိုင်အိမ်ပြန်ခေါ်ပါမယ်ငါကိုအိမ်ပြန်ခေါ်မယ်ဟုတ်လားချက်ထိုနေ့ဒီဘယ်တော့မှရောက်လာမည်မဟုတ်ပါငါမထွက်ခွာမီတရက်အလိုတွင်ချက်ကအလုပ်တရက်ပြက်ကငါရဲ့နောက်ဆုံးကိုဝင်ဆောင်စစ်ဆေးမှုတို့အတူလိုက်ပါခဲ့သည်ကလေးကလုံးဝအဆင်ပြေပြေဖွံ့ဖြိုးနေပါတယ်သူ၏လက်ကလေးတွေခြေကလေးတွေတန်မာနေတာကြည့်ပါဦးမောင်ကြည့်ပါဦးဒါငါတို့ကလေးလေးပဲထို့နောက် Ultra ဆောင်းမှသူ၏ကလေးကိုကြည့်နေစဉ်သူ၏မျက်လုံးထဲ၌ဆွဲဆောင်မှုရှိသောဓာတ်ပုံနှင့်ယာကစိတ်အောင်ပြန်ဟပ်မှုကိုငါမြင်လိုက်ရသည်သူသည်အခြားမိန်းမတစ်ယောက်အကြောင်းတွေးနေစေဖြစ်သည်အလုံးမှာအရေးကြီးတာပေါ်လာလို့ငါဖြေရှင်းရမယ်ငါဘန်တို့တက္ကစီတစ်ယောက်ထဲစီးသွားပြီးအဆက်အယောင်မှရရှိသောနောက်ဆုံးပမာဏကိုငါ၏ပင်လယ်ပြင်ပအကောင့်ထဲသို့လွှဲလိုက်သည်မောင်မင်းဘေးကင်းကင်းခရီးသွားနိုင်ဖို့ငါကြိုက်တဲ့ပန်းရောင်ပန်းစုပ်ပန်းတွေဝဲလာတယ်ညစာကပုံမှန်ထက်ပိုတိတ်ဆိတ်နေသည်သို့တော့ဂျက်ကမှုအစားကောင်းကောင်းစားနိုင်သည်သူထမင်းနှစ်ပကံကုံအောင်စားပြီးစပွဲပေါ်ရှိငါးများကောင်အကုန်လုံးကိုအပီးစားလိုက်သည်ညစာစားပြီးနောက်သူသည်ဧကန်းမှဖုံးပြောရန်အပြင်ဘရန်ဒါသို့ထွက်သွားသည်ငါစကားတိုင်းကိုကြားနေရသည်ဟုတ်တယ်မင်းရွေးထားတဲ့30ကာရက်ပန်းရောင်စိန်လက်စွပ်ကိုယူလိုက်ပါပွဲချင်းပါမဲ့နေရာလဲအတီးပြူပြီးပြီမနှက်ဖြန်သူလေရင်ပေါ်တက်တာနဲ့ငါတို့ပြင်ဆင်တော့မယ်လိမ္မာတဲ့ကလေးရဲ့မင်္ဂလာဆောင်မှာမင်းအများကြီးဒုက္ခခံခဲ့ရတာမင်းကိုအလားပါဆုံးမစ်စစ်ချက်ဖြစ်အောင်ငါလုပ်ပေးမယ်သူ၏အတန်ဒီငါ့ကိုစတင်ပိုးပန်းစင်ကအတိုင်းနူးညံ့နေစေဖြစ်သည်လူသိရှင်ကြားတွင်သူသည်အရှိတောင်အာရှ၏ကြောက်ရွံ့ဖွယ်စေတနာရှင်မင်းသားဖြစ်သည်ငါနှင့်အတူရှိမှသာသူနူးညံ့ပြခဲ့သည်အခုတော့အခြားသူတစ်ယောက်ကထိုအခွင့်အရေးကိုရရှိသွားပြီဖြစ်သည်ငါဘရန်ဒါပေါ်သို့ရှောက်သွားပြီးတကားကိုတွန်းဖွင့်လိုက်သည်ဘာလို့အပြင်ထွက်လာတာလဲလေတိုက်တယ်ချက်ငါထိုင်းကိုမသွားချင်တော့ဘူးလို့ပြောရင်ရောဒီမှာပဲနေပြီးကလေးမွေးလို့ရမလားလူစီကလေးဆန်မနေပါနဲ့ဆေးရုံဆရာဝန်နဲ့နန်နီတွေအကုန်စီစဉ်ပြီးထိုင်းကမြောက်ပိုင်းထက်ကျမ်းမာရေးစောင့်ရှောက်မှုပိုကောင်းတာမင်းအသိပဲငါမင်းကိုရောကလေးကိုရောဒီမှာဘယ်လိုလုပ်မွေးခိုင်းရမှာလဲလိမ္မာတယ်မင်းကျမ်းမာရေးနဲ့ကလေးကိုစွန့်စားမှုမလုပ်ပါနဲ့သူ၏ကိုယ်ပိုင်လက်များဖြင့်ငါတို့အတွက်ပြန်လှည့်ရလမ်းကြောင်းတိုင်းကိုလုံးဝဖျက်ဆီးပစ်ခဲ့ပြီโอเคမင်းပြောသလိုပဲလုပ်ပါမယ်ထိုင်းရောက်တာနဲ့စားဖို့ပါကိုလည်းဂယူးဆိုင်ပါမင်းလည်းဂယူးဆိုင်ကားဒီထွက်ခွာသွားပြီးတောင်ဘက်သို့ဦးတည်သွားသည်ငါနောက်သို့လုံးဝလှည့်မကြည့်ခဲ့ပါမစ်လူစီမင်းဆုံးဖြတ်ချက်ချပြီးပြီလားမင်းရဲ့ဟန်ဆောင်တိတ်ဆုံးမှုပြီးစီးသွားတာနဲ့လူစီဆိုတာဒီကဘာပေါ်မှာရှိတော့မှာမဟုတ်ပါဘူးငါဆုံးဖြတ်ချက်ချပြီးပါပြီမောင်အေရိုပို့ရောက်ပြီလားငါတို့ခွဲခွာရတာမင်းနဲ့နည်းနည်းပဲရှိသေးတယ်မင်းကိုတိတ်လွမ်းနေပြီချက်